အားလုံးပဲမင်္ဂလာပါယူဇာကပိုင် unique channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ TikTok ပေါ်မှာကိုကလေးတွေအတွက်မသင့်တော်တဲ့ content တွေမမြင်အောင်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့အထက်အောင်ဆုံးနည်းလမ်းကတော့ family pairing ပဲဖြစ်ပါတယ်မိဘရဲ့ဖုန်းနဲ့ကလေးရဲ့ TikTok အကောင့်ကိုချိတ်ဆက်ပြီးတော့ screen time နဲ့အကြောင်းအရာတွေကိုမိဘဖုန်းကနေပဲဓာတ်ရိုက်ထိန်းချုပ်နိုင်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ restricted မှုကို on ထားပေးဖို့လိုပါတယ်ဒါကကလေးတွေအတွက်မသင့်တော်တဲ့ဗီဒီယိုတွေကို TikTok algorithm ကနေအလိုလျောက်ဖယ်ရှားပေးမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ keyword filter ကိုသုံးပြီးတော့ကိုမမြင်စေချင်တဲ့စကားလုံးတွေကိုလည်းသတ်မှတ်ထားလို့ရပါသေးတယ်အဲဒီစကားလုံးတွေပါတဲ့ဗီဒီယိုတွေဆိုရင်တော့ကလေးရဲ့ TikTok new feed မှာတက်မှာမဟုတ်တော့ပါဘူးနောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကလေးရဲ့အကောင့်ကို privacy လုပ်ထားပြီးတော့ဒါတိုင်း message တွေကိုလည်းပိတ်ထားလို့ရတာဆိုတော့အပြင်ကမလို့လားအပ်တဲ့ဆက်သွယ်မှုတွေကိုလည်းတားဆီးထားလို့ရပါတယ်အခုလိုနေပညာအကြောင်းအရာတွေကိုအမြဲတမ်းဆက်ပေးနေတာဖြစ်လို့user ကပိုင် unique ရဲ့ Facebook page TikTok channel နဲ့ YouTube channel လေးတွေကို like and follow subscribe လေးလုပ်ထားပေးပါဦးဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှိရင်တော့အခုဗီဒီယိုလေးကိုလည်း share ပေးသွားပါဦးနော်အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား